အားလုံးညီကောင်မောင်နှမအရောက်စီတိုင်းပေါ်မှာဖျားတခင်အထူးကောင်းကြည့်ပေးပါစေဒီနေ့ကဲတချင်းကိုတည်ဆိုတော့မယ်ဒီတချင်းကတော့ကျွန်တော်ရေးထားတဲ့တချင်းဖြစ်ပါတယ်တချင်းကောင်းစဉ်ကယုံကြည်ရအလင်းတကယ်ပါကြည်နေတော့မိတ်ဆွေအပေါင်းတို့တကယ်ကိုယေရှုခရစ်တော်ကိုလက်ဝါးကားတိုင်းမှာအတေခံခြင်းတကြိုခြင်း၃ရက်နေ့မှာရှင်ပြန်ထမြောက်အောင်တော့အသက်ရှင်တော်ယေရှုခရစ်တော်ကိုမိတ်ဆွေနှုတ်ဖြစ်ဝန်ခံပြီးတော့စိတ်နှလုံးထဲ၌အကျွေးမဲ့ယုံကြည်ရင်ကယ်တင်ခြင်းတို့ရောက်ပြီးရရှိပြီးပိုင်ဆိုင်ပြီးအဲ့ဒီတချင်းမဆိုခင်မှာကျွန်တော်ကြံပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်ယောမဩဝါဒစာခန်းကြီး30ပိုက်ငယ်9နဲ့10အဘယ်တို့နည်းဟိုမူကားတင်းဒီတခင်ယေရှုကိုနှုတ်ဖြစ်ဝန်ခံ၍ဖယားတခင်ဒီသူ့ကိုတေချင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လင်ကဲတင်ခြင်းတို့ရောက်လိမ့်မည်ဖြောင့်မဲ့ရာတို့ရောက်ခြင်းကစိတ်နှလုံးဖြစ်ယုံကြည်ရမည်ဒီနှုတ်ကပတ်တော်အတိုင်းမိတ်ဆွေယုံကြည်ပါလက်ခံပါယေရှုခရစ်တော်ကိုမီးစမ်းကြည့်ပါခေါ်ကြည့်ပါလူဖြစ်လာရင်အပြစ်တွေကြီးပဲကွယ်နင်းနေငါအမားနဲ့မကင်ဘူးကွယ်လူဘဝဝတ်ကြွေငရဲဘယ်တော့ကဲနိုင်မလဲကဲနိုင်တဲ့ဖယားရှိတယ်ခရစ်တော်ယေရှုဖယားရှင်ယုံကြည်လိုက်ပါမိတ်ဆွေဘာလူမျိုးပဲဖြစ်ဖြစ်အားလုံးကိုချစ်တာတဲ့ဖယားရှင်အမောင်တွေကိုအလင်းပေးတဲ့ဖယားရှင်